ဒီ29ရက်တက်ပြတ်30နော်29ရက်6လ2019ညနေညနေပြင်တဲ့သူရေးတာကဲလို့ပါဘာမေကွန်းတစ်ခုနဲ့စပေးအောင်မေကွန်းတစ်ခုလောက်လုပ်ပါအောင်ဒါမှမဟုတ်လို့ရှိရင်အကုန်လုံးကနိဗ္ဗာန်ရောက်ပြီးသားပုံကိုဖြစ်ဟုတ်တယ်ဘာမိထားလဲအဲ့ဆရာကိုကိုစောက်တော့အခုမှဒီကအတိုင်းတိုင်းလေးကိုပြင်လေးကိုကြည့်လို့ပါပြီးရတာအကုန်လုံးပြန်ပြောပါလို့တက်ကြလားဒီတက်လို့သူကအသိဉာဏ်ပဲလေအသိဉာဏ်ဆိုတာကကျွန်တော်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့သာသနာမှာသမာဓိ5မျိုးဆိုတာရှိတယ်ဟုတ်တော့နော်နှစ်မျိုးကတော့ခွဲလိုက်ပါတော့ကမ္မတသမာဓိဌာနသမာဓိကျွန်တော်နဲ့မဆိုင်ဘူးပေါ့နော်ဘယ်အစမလဲဆိုဝိပဿနာသမာဓိရဲ့စဝိပဿနာသမာဓိစမယ်မဲ့သမာဓိစမယ်ဖို့သမာဓိစဝိပဿနာသမာဓိဆိုတာခန္ဓာမရှိတာသိတာဝိပဿနာသမာဓိအဲ့တော့ခန္ဓာမရှိတာသိတဲ့ဝိပဿနာသမာဓိဆိုတာဘယ်ခန္ဓာမရှိတာလဲအာယုဥပ္ပန္နခန္ဓာမရှိပါဘူးနော်တကယ်ဖြစ်တဲ့ခန္ဓာရဲ့အာယုဥပ္ပန္နခန္ဓာနှစ်ခုရှိတယ်အခုတည်းကကျတော့ဥပ္ပန္နခန္ဓာမရှိတာကိုသိတာလေဝိပဿနာသမာဓိဥပ္ပန္နခန္ဓာတော့သေချာသိရဥပ္ပန္နခန္ဓာသေချာသိပြီးဆိုရင်ဥပ္ပန္နခန္ဓာမရှိတာပေါ်မှာအလုတ်ကဘာလုတ်မှလဲဝိပဿနာဉာဏ်နဲ့ခန္ဓာစုံတဲ့အလုတ်တွေလုတ်ဘယ်လိုစုံတဲ့အလုတ်တွေလုတ်ပေါ်တိုင်းမရှိဘူးလို့စုံတဲ့အလုတ်တွေလုတ်ခန္ဓာစုံတဲ့တဏှာစုံတဲ့ကိလေသာတွေပေါ်တိုင်းမရှိဘူးလို့ပတ်တယ်ပွားတယ်ပေါ့နော်အဲ့ဒါဆိုရင်ဒါဝိပဿနာသမာဓိဝိပဿနာနဲ့ပတ်သက်တဲ့အပမဒိနာသမဒိတာအဲ့ဒါဆိုရင်ပဲလမ်းကြောင်းတဲ့မဂ္ဂုနိဗ္ဗာန်တရားပေါက်ရနိုင်ဒါပေမဲ့အဲ့လမ်းကတော့အာသာရလမ်းပေါ့သောတာပန်သရဂံနိုင်ငံဉာဏ်ဖြစ်ပြီးမှရောက်မယ်လမ်းမယ်တောင်းလို့အဲ့ဒီမှာလဲခန္ဓာစွန့်နဲ့တဏှာစွန့်နဲ့နိဗ္ဗာန်မမြင်ဘူးနောက်တစ်ခုကဘာလဲလို့ပြောကြမက်သမာဓိမက်သမာဓိဆိုတော့မက်သမာဓိကခန္ဓာစွန့်နဲ့တဏှာစွန့်နဲ့ဆိုတော့နိဗ္ဗာန်လည်းမြင်ဘူးနိဗ္ဗာန်မြင်တယ်ဆိုတော့ဥပ္ပန္နခန္ဓာကိုအာယုံလို့သိတယ်ဥပ္ပန္နခန္ဓာကိုအစိမရှိလို့သိတယ်အလုတ်ကဘာလုတ်တာလဲဘာတွေရှိမှပေါ်မြင်လဲသူကဘာဝနာတမ္ပရာတိုင်းမှာပဲပါတယ်တမ္ပရာ3ခုရှိတယ်သဒ္ဒနာတမ္ပရာနောက်ဘာဝနာတမ္ပရာနောက်တစ်ခုကနေဝတသတိနဘာဝနာမရဘာတပ္ပတမ္ပရာဆိုတမ္ပရာ3ခုရှိတယ်တမ္ပရာ3ခုထဲမှာဝိပဿနာဉာဏ်ကနေပြီးတော့မှအခုမဲ့ဉာဏ်ကိုပြောင်းနိုင်တယ်ဘယ်လိုပုံကိုယ်တွေပြောင်းနိုင်လဲဥပ္ပန္နခန္ဓာကိုသိမယ်အာယုဥပ္ပန္နခန္ဓာကိုသိမယ်အစဉ်မရှိလို့သိမယ်ဆိုရင်အဲ့ပုဂ္ဂိုလ်ကမဲ့ဉာဏ်ဖြစ်တယ်အကျိုးကျေးဇူးကဘာသာလွန်လဲဆိုတော့နိဗ္ဗာန်မြင်တဲ့အတွက်ဘယ်တန်တရားပြည့်ခွင့်ရမယ်တယ်မလားနော်အများဆုံးနှစ်ဘဝသုံးဘဝနဲ့မဲ့ဉာဏ်ဖွင့်ရနေနှစ်ဘဝသုံးဘဝအတွင်းမှာပဲတန်တရားတဲ့လွတ်ကျွတ်တယ်အဲ့ဒီဥပ္ပန္နခန္ဓာကိုသိတယ်အစဉ်မရှိလို့သိရတယ်အဘယ်တန်တရားလုံးဝပိတ်သွားတယ်အလုတ်ကဘာလို့ရမလဲသူလည်းပွားရမှာပဲဘာတွေပွားရမလဲခန္ဓာစွန့်တဲ့အလုတ်တဏှာစွန့်တဲ့အလုတ်တွေရှိသေးတယ်ယုံနာနေပြင်လို့ရှိရင်အဲယုံနာနေကဥပ္ပန္နခန္ဓာလို့သိတယ်အဲဥပ္ပန္နခန္ဓာတွေကမရှိဘူးလို့မတဏှာကြီးပွားနိုင်ရင်တဏှာကြီးပေါ့နှစ်နာရီပွားနိုင်ရင်နှစ်နာရီပေါ့အဲ့ဒါအပမဒိနာသမာဓိတာပဲအဲ့ဒါမလားအဲ့တော့ तू ကတော့ခန္ဓာစွန့်တယ်တဏှာစွန့်တယ်နိဗ္ဗာန်နဲ့မြင်တယ်ဒါပေမဲ့ကျွတ်တော်ဝင်တော့မရသေးဘူးအမှန်တည်းတမန်လည်းလှုပ်ရှင်ရင်ကိုပြီးတဲ့နေရာပါဥပ္ပတ္တမဒိဋ္ဌိလောက်ဆိုကျွန်တော်မိပြီဆိုလို့ရှိရင်လောဘဒေါသမောဟတွေပေါ်တိုင်းမှာလောဘဒေါသမောဟတွေကြားလားအာယုံနေလားကြားလားအရေးတွေလားအသက်ပါလားမပေါ့အရှင်လားအသေးလားမေးအသေးတွေပဲဟောတယ်အဲ့ဒါတွေကရှိရတရားလားမရှိရတရားလားမရှိတဲ့တရားရခဏမရှိရလားအစဉ်မရှိရလားမေးအစဉ်မရှိတာအဲ့ဒါမရှိတာကိုအစဉ်မရှိတာကိုသိပြီးတော့မရှိဘူးလို့မှတ်မယ်ပွားမယ်ဆိုလည်းပဲဘဝနိဗ္ဗာန်ရနိုင်ပါလေအဲ့ဒါဒုတိယအပမဒိနာသမန္တိတာပေါ့သူရဲ့မဲ့ညာကိုသိခွင့်ရတဲ့အကျိုးကျေးဇူးကြောင့်ကျွန်တော်တို့ကဘာတွေအာနိသင်ရှိလဲလို့မေးတဲ့ခင်ဗျာအပယ်လုပ်ခွင့်ရပါတယ်ဟုတ်နော်သံဃာရတောင်လည်းမြင်ခွင့်ရတယ်ကျွတ်တောင်းဝင်ခွင့်တော့ရသေးဘူးဟုတ်ကောင်းနောက်တစ်ခုကပုဒ္ဓမာဒိဋ္ဌိပုဒ္ဓမာဒိဋ္ဌိဆိုတာကတော့ဘုံဉာဏ်ခန္ဓာမြင်ရတယ်ခန္ဓာစွန့်တဲ့အလုပ်မလုပ်ဘူးတဏှာမြင်ရတယ်တဏှာစွန့်တဲ့အလုပ်မလုပ်ဘူးနိဗ္ဗာန်မြင်ရတယ်နိဗ္ဗာန်မျက်မှောက်ပြီးပွားတဲ့အလုပ်တွေမလုပ်ဘူးအဲ့လိုမလုပ်ဘဲနေနိုင်တာဒီပုဒ္ဓမာဒိဋ္ဌိပါဟုတ်တယ်မလုပ်ဘဲနေနိုင်တယ်ဆိုတော့ဥမာလောဘတွေပေါ်တယ်အဲ့ဒါတွေကသစ္စာလေးပါးဒီတိုင်းနဲ့သိတယ်
လောဘဒေါသမောဟကိလေသာသစ္စာလေးပါးတစ်ကြိုင်နဲ့သိတယ်ဘယ်လိုသိရလဲလို့မေးလို့ရှိရင်ဒေါသကိုအရှိထားရင်သမုဒယသစ္စာပူလောင်လာမှာပဲဘယ်တရားသနာဆိုရဟန္တာလည်းမရဘူးအပူလောင်လုပ်လို့မရဘူးအဲ့တော့ပူလောင်အဲ့တော့ခန္ဓာမြင်ရတယ်ခန္ဓာမစွန့်မဲနေနိုင်အောင်ကိလေသာတွေမြင်ရတယ်ကိလေသာမစွန့်မဲနေတယ်ဘာကြောင့်မစွန့်မဲနေတာလဲသစ္စာလေးပါးတစ်ကြိုင်နဲ့သိရသစ္စာလေးပါးကိုတစ်ကြိုင်နဲ့သိမှသာလေမစွန့်မဲနေတယ်သစ္စာလေးပါးတစ်ကြိုင်နဲ့သိဖို့ဆိုရင်အဲ့ဒါကကိုယ်ပိုင်ဉာဏ်ဖြစ်မှရမယ်များလို့မရဘူးလောဘဒေါသမောဟဘာကြောင့်သူ့သစ္စာဖြစ်တာလဲအာယုံကိုလို့တစ်ခုနဲ့မလုံးတော့ဘူးအာယုံကအရေးပဲဖတ်တယ်ဒါပေမဲ့အဲ့ဒါကိုမနှောကနေပါလို့လေအရေးကိုအကောင်လုပ်တယ်မရှိတာအရှိထားတယ်ပြီးတော့ तू ကအများအားချစ်ချင်းပေါင်းချင်းပယ်ချင်းတွေ့ချင်းတွေလုပ်တယ်အဲ့ဒါမလုပ်ပါနဲ့လို့တားလို့ရပါဘူးအရာဟုတ်သားလေးမြင်တာနဲ့ချစ်ချင်တဲ့စိတ်ကတန်ဖြစ်နေဟုတ်တယ်မလားညီလေးမြင်တာနဲ့ဟလာချစ်တဲ့စိတ်ကဖြစ်နေဖြစ်ပြီးမှကိုယ်ကသိရတယ်နော်ဒါမလို့အဲ့လိုမြင်လိုက်တာနဲ့အရှိထားမယ်ပယ်မယ်တွေ့မယ်သူငါလို့ယူမယ်ဆိုရဲအလုတ်ကဟလာသစ္စာမပြတ်အောင်လုပ်သစ္စာမပြတ်အောင်လုပ်တဲ့အတွက်အဲ့တော့သမုဒယသစ္စာလို့ပြောတယ်အဲ့တော့ဒါအရိယသစ္စာတွေဖြစ်တဲ့အတွက်ဒါတွေကိုကျွန်တော်တို့ကနောက်ပိတ်ဆုံးအဝတ္တသမနေတော့မယ်ဆိုရင်ဒီသစ္စာတရားတွေကိုကောင်းကောင်းမွန်မွန်သိတာဒါမလို့ဟလာမြင်တာနဲ့သမုဒယသစ္စာဖြစ်တယ်ဟုတ်လားဟုတ်ကအဲ့ဒီသမုဒယသစ္စာဖြစ်လို့ရှိရင်ဝမ်းသာရလည်းရှိမယ်ဝမ်းနဲ့ရလည်းရှိတယ်ဝမ်းသာလည်းဒုက္ခသစ္စာပဲဝမ်းနဲ့ရလည်းဒုက္ခသစ္စာပူလောင်တာလည်းဒုက္ခသစ္စာပဲအေးချမ်းတာလည်းဒုက္ခသစ္စာနော်အဲ့ဒါမလို့အဲ့ဒါတွေကမပြည့်အောင်လုပ်လို့မရဘူးဘာကြောင့်လဲဆိုတော့ပေါ်လာတဲ့ယုံနာတွေပေါ်မှာမတော့အရှိခါပြီးတော့အများနဲ့ပယ်တဲ့တွေ့တဲ့လုပ်နေဒါကျွန်တော်တို့ဓမ္မစကြာပါဆိုလို့ရှိရင်ဘေမေဘေကအန္တပါပိကိတိနာသေဟိတပါစိတ်သားလို့အစွမ်းနှစ်ပါးမပြီးခဲ့ကြပါဘူးကာမိတုကာမတုလိကနေရောကောအတ္တကိလမရနေရောကောဟလာဟိနောကံမောပရုသုရိကောအနာရိယောနရတဟိတောကံကုန်ခံစားတဲ့ဒီအာယုံယုံနာတွေအရှိထားပြီးတော့နှစ်သက်ခံစားတဲ့အလေးထားဟလာရွာသူရဲ့အလေးထားဖြစ်ပါတယ်ပုရုဇဉ်တို့ရဲ့အလေးထားဖြစ်ပါတယ်အရိယာတို့ရဲ့အလေးထားမဟုတ်ဘူးဟလာအဲ့လမ်းကြောင်းကသွားမယ်ဆိုရင်ဘက်ဖို့နေပြန်မရောက်နိုင်ဘူးဒါပေမဲ့ဓမ္မစကြာမှာပထမဆုံးစကြောက်လာတဲ့တောင်းကိုစတင်ခေါ်ကြတဲ့တရားခံဒီဒီမေဘေးခွေကစတယ်အာယုံနာပေါ်မှာအရှိထားပြီးတော့နှစ်သက်တဲ့သတ္တရဒိဋ္ဌိပေါ့နော်အရှိထားပြီးနှစ်သက်ခံစားတဲ့လမ်းကြောင်းတွေကတော့ဘဘနိဗ္ဗာန်သွားခြင်းတဲ့ပုဂ္ဂိုလ်တွေမရောက်နိုင်ပါဘူးတဲ့အဲ့လိုပဲနောက်တစ်ခုကအာယုံနာနေအရှိထားပြီးပယ်တဲ့အတ္တကိလမထလမ်းကြောင်းနဲ့လည်းပဲဟာလားအဲ့ဒါတွေကလည်းကောင်းကျိုးနဲ့ပြတ်သက်လို့အနာရိယအရိယာတို့ရဲ့အလေးချင်းမဟုတ်ဘူးဟုတ်တယ်မလားကောင်းကျိုးချမ်းသာမဖြစ်ထွန်းနိုင်ဘူးဘဘနိဗ္ဗာန်မရောက်နိုင်ဘူးလို့ခင်ဗျာအတ္တကိလမထကိုပြန်ပြောတယ်အဲ့တော့ကျွန်တော်တို့ရဲ့စိတ်အခြေအနေကအမြဲတမ်းဒီကျွန်တော်တို့ရဲ့မနောအခြေအနေကအမြဲတမ်းမလုပ်နေလဲဆိုတော့အရှိထားပြီးတော့နှစ်သက်မယ်ဒါမှမဟုတ်ရင်အရှိထားပြီးတော့ပယ်မယ်ကျွန်တော်စိတ်ရဲ့ဘယ်လူတက်ပြမှာတော်ဝါရဲ့စိတ်မစိုးဘူးဟာလားအဲ့နှစ်ခုပဲလုပ်ပဲသမုဒယသစ္စာနဲ့ဒုက္ခသစ္စာသူကအရှိထားတဲ့နှစ်သက်တဲ့သမုဒယသစ္စာဖြစ်ပယ်ရင်လည်းသမုဒယသစ္စာဖြစ်ဖြစ်ရင်တင်းရဲချမ်းသာတွေဖြစ်ဒါရဒုက္ခသစ္စာဖြစ်တယ်အဲ့နှစ်ပါးတော့ဟာလားမနောကလုံနေတဲ့အတွက်ဒီတိလူနာပြမှာတော့မှာဆိုပင်ကိုအချင်းနေမှာအဝိဇ္ဇာလည်းရှိတယ်ဟလာသမုဒယသစ္စာဒုက္ခသစ္စာလည်းသူတို့အများနဲ့လုံးလုံးအဝိဇ္ဇာကနေဝိဇ္ဇာညာမရတဲ့အတွက်ကျွန်တော်တို့ကနိရောဓသစ္စာမဂ္ဂသစ္စာမသိတဲ့အခါကျတော့ကျွန်တော်တို့ရဲ့စိတ်ကအများအားဖြင့်မှနေလဲအစွန်းနှစ်ပါးမှာပဲနေကာမစွန်းမှနေမယ်မနေရင်အတ္တစွန်းနေကာမစွန်းထဲမှာပြောင်းမွေးကောင်းပြောင်းမွေးနေမယ်အတ္တအစွန်းထဲမှာဟလာစိတ်တွေနာကြီးကောင်းနာကြီးနေဟုတ်တယ်မလားအတ္တစွန်းပဲမကျင်တတ်လို့သူကပယ်တာဟောတော့ကျင်တတ်လို့ခံစားနေတယ်ဒီဘက်ကတော့မကျင်တတ်လို့ပယ်နေတယ်အဲ့တော့အာယုံယုံနာတွေမှာစုံစည်းလာတဲ့အာယုံယုံနာတွေပေါ်မှာနှစ်သိမ့်ကျင်တတ်တဲ့လမ်းနဲ့လည်းဘက်ဖို့နေပြန်မရောက်နိုင်ဘူးအဲ့တော့မစုံစည်းခြင်းတဲ့အာယုံတွေနဲ့စုံစည်းပြီးတော့မှဟလာစိတ်တွေကနာကြီးခံပြင်းနေုံနဲ့လည်းပဲအဲ့လမ်းကြောင်းနဲ့လည်းပဲဘက်ဖို့နေပြန်မရောက်ဘူးလို့ပြောရတယ်အဲ့တော့ကျွန်တော်တို့ရဲ့စိတ်တွေကဟာအဲ့အစောနှစ်ပါးဆိုတာဒီနေ့အပြင်ကသစ္စာနှစ်ပါးပါဒီနေ့အပြင်ပြောသတ္တရဒိဋ္ဌိနဲ့ဥစ္စေတဒိဋ္ဌိမရှိတာရှိတာသတ္တရဒိဋ္ဌိပယ်တာဥစ္စေတဒိဋ္ဌိသစ္စာဖွဲ့ရင်သမုဒယသစ္စာနဲ့ဒုက္ခသစ္စာအဲ့တော့ကာမဂုဏ်အာယုန်တွေအရှိတိုင်းနှစ်သက်ရင်လည်းပဲသမုဒယသစ္စာဒုက္ခသစ္စာဖြစ်တယ်အာယုန်ယုံနာတွေအရှိတိုင်းပယ်ရင်လည်းပဲသမုဒယသစ္စာနဲ့ဒုက္ခသစ္စာဖြစ်တယ်
အဲ့သမုဒယသစ္စာဒုက္ခသစ္စာပေါ်မှာနိရောဓသစ္စာနဲ့မဂ္ဂသစ္စာကိုမသိသမျှဟုတ်လားဒိဋ္ဌိမပြိပကြတဲ့လမ်းကိုမတွေ့နိုင်ဘူးမတွေ့သမျှကျွန်တော်တို့ကတန်လျာလွတ်တဲ့လမ်းကြောင်းတွေကိုမရောက်နိုင်ပါဘူးတဲ့ဘုရားအပြေလာပြီးတော့အဲ့တော့လွတ်တဲ့လမ်းကိုဘာဖြစ်လဲဆိုတော့အဲ့ဒါမဂ္ဂင်၈ပါးပြည့်တဲ့လမ်းပြီးတယ်သမာဓိထောသမာသင်္ကပ္ပောဟုတ်တယ်မလားသမာဝါစာသမာကမ္မနောဟုတ်တယ်မလားသမာအာဇီဝသမာသမာဓိသမာဝရိယသမာသမာဓိဆိုပြီးတော့ဓမ္မစကြာမှာမဂ္ဂင်၈ပါးကိုပြောတယ်အဲ့အစောနှစ်ပါးဆိုတာတရားမဟုတ်ဘူးမနောကအာယုမှာပေါ်လိုက်ကျုံနေပေါ်မှာအရှိထားပြီးနှစ်သက်နေကာမဆုံးသက်သွားတယ်အရှိထားပြီးပြင်အတ္တဆုံးသက်သွားတယ်သမုဒယသစ္စာနဲ့ဒုက္ခသစ္စာဖြစ်တယ်အဲ့ပေါ်မှာနိဗ္ဗာန်လွတ်နိုင်တဲ့လမ်းကြောင်းကိုမဂ္ဂင်၈ပါးပြည့်တဲ့လမ်းကြောင်းကိုဘုရားရှင်ကပေးတယ်ပေးတဲ့အခါကျဘာလို့ပေးလဲဆိုတော့အဲ့ဒီအာယုမှာပေါ်တဲ့လောဘဒေါသမောဟတွေကိုအရှိထားပြီးနှစ်သက်ရင်ကာမဆုံးသက်သွားမယ်အရှိထားပြီးပြင်အတ္တဆုံးသက်သွားဒါဖြင့်အဲ့အစွန်းနှစ်ပါးလွတ်တဲ့မြစ်သီးမပြည့်တဲ့လမ်းကိုဘုရားဘယ်လိုဟောလဲအဲ့ပေါ်လာတဲ့ဒီအဲ့လောဘဒေါသမောဟတရားတွေကိုတုံညလို့မြင်မယ်ဆိုရင်ဆိုတော့ပကိရှိပါပြည့်ပါတယ်ဟုတ်လားမရှိဘူးလို့သိမယ်ဆိုရင်တုံညမြင်မယ်ဆိုရင်အဲ့လောကကိုတုံညလောကတုံညဘုရားရှင်တိုင်းဝါရပဲအဲ့လောကလို့သိမယ်ဆိုရင်မြစ်သီးမပြည့်ကြတယ်အစွန်းနှစ်ပါးလွတ်ပြီးတော့မှဘုရားနိဗ္ဗာန်ရောက်နိုင်ပါတယ်အဲ့လိုပြောတဲ့အခါကျတော့အခုအဲ့ဒါဓမ္မစကြာမှာတရားဝင်ပါတာဟုတ်တယ်မဟုတ်အဲ့လမ်းကသွားရင်တော့မဖို့နေပဲရမယ်အဲ့တော့ဒီသီမပြိပ္ပာမှာစစ်ဆက်ကြည့်မဂ္ဂင်၈ပါးမဉ္ဇဉ်ကိုသိရသိဉာဏ်တွေကမဂ္ဂင်၈ပါးဟုံးဖို့ဆိုတာစမ်းစစ်ဖို့အတွက်မြစ်စီ6ဆက်ဆိုပြီးဘုရားတရားဟောတယ်ဟုတ်လားကျွန်တော်တို့သီမသုံးမှာလည်းဟောတယ်မူလဘာနာသပါဠိတော်မှာလည်းဟောတယ်အဲ့တော့အဲ့6ချက်ထဲမှာဘာပြောလဲဆိုတော့စာဣဒရယနာဧကောနောသဗိဒယနာဒုတိယနောဝိညာဏမြစ်တယ်အာယုံ6ပါးကိုဟာလားအာယုံ6ပါးစီသိရတရားလားမရှိရတရားလားမရှိရတရားအဲ့လိုသိမဲ့ဆိုရင်အဲ့ဒါမဂ္ဂင်7ပါးပြည့်တဲ့အသည့်နောက်စာဣဒရယနာဧကောနောဆိုအတွေ့အနာ6ပါးကိုမြင်ရတဲ့အခါတရားလားအာယုံပါလားအာယုံမရှိရတရားလားမရှိရတရားလားအဲ့လိုမရှိဘူးလို့သိမဲ့ဆိုရင်လည်းကိုယ့်ရဲ့အသည့်ကမဂ္ဂင်7ပါးပြည့်တဲ့အသည့်ဖြစ်ပါတယ်ပထမဆုံးဟလာမဂ္ဂင်၈ပါးနိဗ္ဗာန်သွားတဲ့လမ်းကြောင်းကိုဘယ်လိုသိရင်သွားလို့ရတယ်လဲဘယ်လိုသိရင်မဂ္ဂင်၈ပါးပြည့်တယ်လဲဆိုပြီးတော့ဘုရားရှင်ကစဟောတဲ့အခါမှာဟလာမင်းတို့ခန္ဓာ6ပါးကိုတုံညမြင်လို့ရှိရင်လဲမဂ္ဂင်၈ပါးပြည့်ပြီးတော့မှပြည့်စုံမပြိပ္ပရာအလေလလမ်းကနိဗ္ဗာန်ခရီးကိုသွားနိုင်ပါလေသွားနိုင်ပါလေအဲ့လိုအာယုံ6ပါးကိုတုံညမြင်ပြီးတော့မှတုံညမြင်ခဲ့မယ်ဆိုရင်လည်းပဲပြည့်စုံမပြိပ္ပရာမဂ္ဂင်၈ပါးပြည့်ပြီးတော့မှစုံ2ပါးလွတ်ပြီးတော့လေလန်းကနေနေပါဦးနောက်တစ်ခုကတက္ကရာဧကောတော့တက္ကရာသမုဒ္ဒဒုတိယတော့တက္ကရာနိရောဓမြစ်စေအဲဥပနခန္ဓာတွေကိုဥပနခန္ဓာအာယုံလို့သိမယ်အဲ့ဒါသူ့အရှိတိုင်းနှစ်တဲ့ကာမဇွန်သူ့အရှိတိုင်းပဲအတ္တဇွန်အဲဥပနခန္ဓာကြီးကခဏသုံးညလားအစင်းသုံးညလားအစင်းသုံးညပါလို့သိမြင်ခွင့်ရမယ်ဆိုရင်မဂ္ဂင်7ပါးပြည့်ပြီးတော့မှနိဗ္ဗာန်သွားတယ်လမ်းကြောင်းပေါ်ရောက်ပါတယ်ဒါတက္ကရာသုံးညမြင်မဂ္ဂင်7ပါးပြည့်တယ်ဒီစီမှာပြိပ္ပရာအစွန်း2ပါးလွတ်မယ်အလေလလမ်းဖြစ်တဲ့မဂ္ဂင်7ပါးပြည့်တဲ့လမ်းကိုရောက်တယ်နိဗ္ဗာန်သွားနိဗ္ဗာန်ကိုရောက်နိုင်တဲ့လမ်းဖြစ်ပါတယ်နောက်တက္ကရာသမုဒ္ဒဒုတိယတော့တက္ကရာဖြစ်ကြောင်းဟလာတက္ကရာဖြစ်ကြောင်းကလည်းတက္ကရာဖြစ်ကြောင်းတော့ဥပနခန္ဓာဖြစ်ကြောင်းဥပနခန္ဓာဖြစ်ကြောင်းကြီးတော့အဝိဇ္ဇာသင်္ခါရအဝိဇ္ဇာသင်္ခါရကိုရှိရလို့ယူရင်အဲ့ဒါသူကကြတော့အရှိတိုင်းနှိမ့်သက်တာနဲပါလားအရှိတိုင်းပယ်တာများတယ်နော်ဟောတယ်နော်အဲ့တော့အဲ့ဒီအတ္တဆွန်းစတိတာရင်းနေတဲ့ရင်ဒါမှဆိုအဲအဝိဇ္ဇာသင်္ခါရကျွန်တော်တို့ကအခုကဉာဏ်ပြည့်မှာကုံမှာပေါ့လို့လောက်ထားတော့သွားရောအဲ့ဒါအဝိဇ္ဇာသင်္ခါရအများအားရှိနေတော့ဝိဇ္ဇာသင်္ခါရရှိရပေါ့လို့ယူလိုက်တာနဲ့တပြိုင်နက်အဲ့ဒါမဂ္ဂင်7ပါးမပြည့်တော့ဆွမ်းလဲရောက်သွားရောအဲ့လိုနော်ဒါအဲ့ဝိဇ္ဇာသင်္ခါရဒီတခြားလားအာယုံနေရှိရတရားလားမရှိရတရားလားအဲ့လိုပြီးပါမှာအဲ့လိုအစင်မရှိလို့သိမယ်ဆိုလို့ရှိရင်မဂ္ဂင်7ပါးပြည့်တဲ့အသိဖြစ်ပါတယ်ဒီစီမှာပြိပ္ပရာပေါ့နိဗ္ဗာန်ကိုရောက်နိုင်တဲ့လမ်းကြောင်းဖြစ်ပါတယ်အဲ့ဒီအသိကိုရရင်အဲ့ဒီလမ်းကြောင်းနိဗ္ဗာန်သွားတဲ့လမ်းကြောင်းကိုရောက်ပြီအဲ့ဘက်မှာတော့အဘမှာတည်းတမန်တွေပဲလုပ်ပါအော်လမ်းကြောင်းကိုအရင်ဆုံးဉာဏ်ကိုအရင်ဆုံးပြတယ်ပြပြီးတော့လာလေလလမ်းကိုခရပြခဲ့မဆက်ကြပါနော်တောင်းတော့အတိဒိနာဧကောတော့နာဂရိနာဒုတိယတော့ပြစ္ဆုတ်ကမြစ်တာမြစ်စေအတိတ်ကိုတွေ့ရင်အတ္တအစွန်းနဲ့အနာဂတ်ကိုတွေ့ရင်ဥစ္စေတအစွန်းနဲ့ပြစ္ဆုတ်ကတည်မြစ်ပြီ
အဲ့တော့ဆိုလိုတာကဘာလဲဆိုတော့ဥပနကနာရှိပြီဆိုရင်အရှိထားနှစ်သက်ရင်ကာမဆုံးဖြစ်ပြီဥပနကနာရှိရတယ်ကာလ၃ပါးရှိပြီဟုတ်မလားဥပနကနာရှိထားတယ်ကာလ၃ပါးရှိတယ်ဟလာအခုငယ်ငယ်တုန်းကဟလာဟိုတကယ်ချင်းလွမ်းနေရဆိုဒါမှအရင်တော့ရီတာဟောင်းလေးလွမ်းတယ်ဟုတ်လက်လွမ်းတယ်ဆိုတော့သူကပါလေအတိတ်ကိုရှိထားပြီးလွမ်းတာအာယုံမရှိဘဲနဲ့အဲ့ဒါကိုရှိထားပြီးတော့ဟလာနှစ်သက်လို့မရဘူးဟုတ်တယ်ပါဒါမှမဟုတ်ဥပနကနာကိုရှိထားပြီးတော့မှနှစ်သက်ရတာအဲ့တော့အတိတ်ရှိတယ်ဆိုရင်ဥပနကနာရှိတယ်ဥပနကနာရှိရင်ဖြစ်ဖြစ်ရှိတယ်ဖြစ်ဖြစ်ရှိတော့ဖြစ်တာပြစ္ဆုတ်ပံဆိုရင်ပြက်တာအတိတ်မဖြစ်သေးတာအနာကအဲ့ဒါဆိုရင်သူ့ဘဝအတွက်အတိတ်အနာကတွေရှိတယ်အတိတ်အနာကတွေရှိပြီဆိုလို့ရှိရင်ခုနာသေးအတိတ်မှာလည်းခုနာသေးတွေရှိခဲ့တယ်အနာကအတွက်လည်းခုနာသေးတွေရှိအောင်ဟုတ်တယ်အဲ့အောင်လို့ခင်ဗျားကဟလာကျွန်တော်မိုးကုတ်ဆယ်ပိုင်းဆိုအများအားပြောတယ်ကာလဝိမုတ်ဖြစ်တဲ့တက်မဲ့တော်လို့ပြောတယ်ကျွန်တော်လည်းပါကာလဝိမုတ်ကဘယ်လိုဖြစ်မှန်းလည်းမသိဘူးရေဝီကတော့ကျွန်တော်တို့ကအထုတ်တဲ့လူတွေဆိုလွယ်လွယ်ပဲတွေးတာပေါ့အဖြစ်ပြဆုံးတဲ့အချိန်ကျရင်တော့ကာလဝိမုတ်ဖြစ်သွားလိမ့်မယ်လို့ပြောတယ်မှန်မဟုတ်ဘူးကာလဝိမုတ်ဆိုတာအစဉ်ထာဝရရှိတယ်ဘာကြောင့်လဲနိဗ္ဗာန်သည်အနာရှိတဲ့ထာဝရရှိတယ်ထာဝရရှိတယ်ကာလဝိမုတ်တရားလည်းအစဉ်ထာဝရရှိတဲ့တရားပဲဘာလို့ဝဏ္ဏကနာရှိရင်ဖြစ်ပြမရှိလားဖြစ်ပြရှိတယ်ဖြစ်တာပြစ္ဆုတ်သွားပြက်တာအတိတ်မဖြစ်သေးတာအနာကဝဏ္ဏကနာမရှိဘူးဆိုရင်ဖြစ်ပြရှိပါအောင်လားဖြစ်တာမရှိရင်ပြစ္ဆုတ်သွားမရှိဘူးပြက်တာမရှိရင်အတိတ်လည်းမရှိဘူးပြစ္ဆုတ်သွားနဲ့အတိတ်မရှိရင်အနာကကောမရှိဘူးအဲ့လိုသိတာပြစ္ဆုတ်ပြိပ္ပာကြတဲ့ဟလာအတိညာဖြစ်ပါတယ်နိဗ္ဗာန်ကိုရောက်နိုင်တဲ့လမ်းကြောင်းဖြစ်ပါတယ်ဟလာဘုရားရှင်ဟောကြားတဲ့ဓမ္မစကြာရဲ့အလယ်အလတ်လမ်းဖြစ်ပါတယ်အဲ့တော့အဲ့အလယ်အလတ်လမ်းကိုရောက်ဖို့ရပါတယ်ဆိုတော့အတိပဲဟလာမဲ့ညာဆိုတာတခြားလားအတိလားအတိပဲမဲ့ညာဆိုတာနိဗ္ဗာန်ကိုရောက်စေနိုင်တဲ့အတိပေါ့နောက်တစ်ခေါက်လည်းဒီတိုင်းပဲဖသဧကောကတော့ဖသသူကဒုတိယတော့ဖသနိရောဓပြည့်ပြီဟလာဖသကိုကျွန်တော်တို့ကအရှိထားရနှစ်သက်ရင်ကမ္မဆုံးနဲ့သွားမယ်အရှိထားပြီးပဲရင်အတ္တဆုံးနဲ့သွားအဲ့ဒါမလားဖသနိရောဓမြစ်ပြီဖသဒီချလားအာယုံလားအာယုံရှိရတယ်လားမရှိရတယ်မရှိရတယ်ဖသမရှိပါလို့သိနိုင်လို့ရှိရင်အဲ့ဒါမဂ္ဂင်၈ပါးပြည့်တဲ့အတိဖြစ်ပါတယ်အဲ့ဒီအတိကလိသိမပြိပ္ပာကြတဲ့အတိလည်းဖြစ်ပါတယ်အစွန်းနှစ်ပါးလွတ်တဲ့အတိလည်းဖြစ်ပါတယ်အဲ့ဒါလောကီမဲ့လားလောကုတ္တရာမဲ့လားမေးလောကုတ္တရာမဲ့အဲ့တော့လောကဥဒ္ဒရာဆိုလောကကလွတ်မြောက်တဲ့မဲ့ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ဥပနကနာလောကဟုတ်တယ်မလား။အနာမရှိရလားအသိမရှိရလား။သိမရှိတာအနာထွက်တာလားအဘိဓမ္မာထွက်တာ။ဝိဇ္ဇာဥဒ္ဒပါတိမနေ့ကလည်းပြောတယ်။ဝိဇ္ဇာမောင်ကြီးဖြစ်စည်းထွန်းပြောင်လဲအောင်ဒီဝိဇ္ဇာဥဒ္ဒပါတိသင်္ရှားဖြစ်ပေါ်၏လား။ကျွန်တော်တို့ကတော့ဒီရဲ့အတန်စင်တွေတော့လိုက်ရွတ်နေဓမ္မစကြာရွတ်ဒါနတော်တော့ကောင်းတယ်ဒါပေမဲ့သူ့ရဲ့ဓမ္မစကြာထဲမှာရှိတဲ့လွတ်မြောက်ခွင့်အနှစ်သာရတွေကျွန်တော်မခံစားဘာနဲ့ကြကောင်းတယ်ပြောတော့ပါဒီနေရာတွေကတော့ရက်ွက်တိုင်းဟလာမြို့တိုင်းမှာအဲဒီရွတ်နေကြတာရွတ်ပြီးမှဒီခံစားခွင့်ကြတော့ကျွန်တော်မရဘူးဒါကတော့မေးခွန်းလေးတစ်ခုမေးလိုက်ပါမေးခွန်းလေးတစ်ခုမေးပြီးကျွန်တော်တို့တောက်လျှောက်ကြည့်ရတယ်အဲ့ဒါဆိုအမရတမဏိတာလုပ်ဖို့အတွက်ဆိုရင်အမှန်တမ်းလုပ်မယ်ဆိုရင်ကိုယ့်ရဲ့အသိဉာဏ်ကဥပဒနာဉာဏ်ထဲမှာလားမဲ့ဉာဏ်ထဲမှာလားဘုံဉာဏ်ထဲမှာလားအဲ့တော့အရင်ဆုံးလေးရတယ်လားဘုံဉာဏ်ကိုရပြီလားဘုံဉာဏ်ရပြီဆိုရင်လောဘဒေါသမောဟတွေမြင်တယ်အဲ့လောဘဒေါသမောဟတွေမစွန့်မဲနေနိုင်ပြီလားဘာလို့မစွန့်မဲဘာကြောင့်မစွန့်မဲနေရင်ဘယ်အကျိုးတရားတွေရမလဲအဲ့ဒါကြပြီးတော့ဘာလို့လောဘဒေါသမောဟတွေကိုမြင်တယ်ဟလာပုဂ္ဂိုလ်တ attva မဟုတ်ဘူးလို့သိတဲ့အသိဉာဏ်ရတဲ့အတွက်ကြောင့်လို့အရေးတွေအာယုံရေးတွေလို့သိခွင့်ရတဲ့အတွက်ကြောင့်လို့အဲ့နေရာမှာလည်းဟလာပူလောင်ခွင့်တွေဟလာစင်ကြယ်လို့သိတဲ့အတွက်ပူလောင်ခွင့်တွေဆက်ဖြစ်ခွင့်တွေရတယ်ဒါပြစ္ဆုတ်ပံရတဲ့သွင်းရေးနော်အဲ့ကိလေသာတွေဟာအစဉ်မရှိတဲ့တရားလို့သိတဲ့အတွက်ပူလောင်မှုရဆိုင်တဲ့နေရာကိုယ်တိုင်ဉာဏ်နဲ့မြင်ခွင့်ရတယ်အစဉ်လို့သိသွားတဲ့အတွက်ကြောင့်မလို့ကိလေသာပြီးခဏငြိမ်းတာမဟုတ်ဘဲနဲ့အစဉ်ငြိမ်းတာကိုခံစားခွင့်ရတယ်။အပြစ္ဆုတ်ပံတဲ့မှာဟလာဒီမဲ့ညာပုံညာကိုရရှိနိုင်တဲ့ပုံကိုယ်တွေအခွင့်အရေးပဲဟုတ်လား။မဲ့ညာပုံညာကအားထုတ်ပြီးမှရတဲ့မဲ့ညာပုံညာတွေလည်းရှိတယ်။ဓမ္မစကြာမှာကြတော့ဟလာယထာဘုရားဉာဏ်နဲ့သစ္စာဉာဏ်နဲ့နာမသစ္စာတရားတွေကိုဟောပြလို့ဟုတ်တိုင်းမှသွားနားလည်ပြီဆိုရင်မဲ့ညာပုံညာတွေလည်းရနိုင်ပါတယ်
အဲ့ဒါမှနော်ဒါမလို့သစ္စာညာကိစ္စညာကတ္တညာသစ္စာလေးပါးမှာထားခဲ့တာအဲ့ဒါဆိုတော့အခုဝိသိမပြိပ္ပကြားတဲ့အချက်တွေပြန်ကြည့်တဲ့အခါကျတော့နောက်တစ်ခုပြန်နေတယ်နာမဧကောတော့ယူပန်ဒုတိယတော့ဝိညာဏမျက်စိယုံနာကိုရှိတိုင်းတဲ့ကာမဆုံးသွားမယ်မြင်ရတဲ့ယုံနာတွေရှိတိုင်းပိန်အတ္တဆုံးသွားမယ်အဲယုံနာတွေကအာယုယုံနာတွေခဏမရှိတဲ့တရားလားအစဉ်မရှိတဲ့တရားလားအဲ့လိုသိမဲ့ဆိုရင်ကိုယ့်ရဲ့အတိတွေကဝိသိမပြိပ္ပကြားတဲ့အတိရပြီနိဗ္ဗာန်ကိုရောက်နိုင်တဲ့နိဗ္ဗာန်ကိုသွားနိုင်တဲ့လမ်းကြောင်းပေါ်ရောက်ပြီနောက်အလယ်လက်လမ်းကိုရောက်ပြီရှောက်မယ်ဆိုရင်လည်းရောက်ပြီအမှန်တရားသမารီကဘယ်လိုလုပ်မှလဲခုနပြောတဲ့မဲ့ညာနဲ့လုပ်မယ်ဆိုရင်ကိုကမျက်စိမပြိပ္ပကြပြီဆိုရင်ဟလာမရှိဘူးလို့တောင်းလို့ဟလာခန္ဓာမရှိတာသိတာဥပဒနာသမารီခန္ဓာစွန့်တယ်တဏှာစွန့်တယ်နိဗ္ဗာန်လည်းမြင်အဲ့တော့ကျွန်တော်တို့အဲ့ဒီဟာကိုမြင်တိုင်းကြားတိုင်းနားတိုင်းစားတိုင်းပါဒီဥပဒနာခန္ဓာတွေကအာယုန်တွေပါအစင်မရှိပါဘူးလို့ပွားမယ်ဆိုရင်တရားဝင်ဖို့နေမှာကြောင်းသောတာပန်တရားကနာကရဟနာဖြစ်ပြီးမှရောက်မှာကျွန်တော်တို့ဘာဝနာတမ္မာထဲမှာကျွန်တော်တို့ဒီဘက်ကျတော့ဒီကတ္တညာကိုပိုင်တိုင်ရရှိပြီးသားပုဂ္ဂိုလ်တွေကြတော့ပိဋကအာယုံအသက်မပါဘူးတော့ခဏသေးတာမဟုတ်အစင်သေးတဲ့အတွက်ပေသာပိဋကကြံသေးလားပြီးဆုံးပြီလားမေးပြီးဆုံးတယ်ပြီးတော့တရားညာလားကတ္တညာလားကတ္တညာရတရားလားကျွတ်တန်းဝင်တာနော်တရားလားနောက်ဆုံးသာလေးနောက်ဆုံးသာဒီနောက်ဆုံးဘဝဟလားဘုရားရှင်အာမခံပြီးတော့ကတ္တညာရတဲ့ဒီနေ့ပြင်မှာသရောဝတိုင်းကသံဃာရနေအပြီးတိုင်းဆက်မြောက်ခွင့်ရနိုင်တယ်ဒါပြင်ဘယ်လိုနေမလို့မေးတဲ့အခါကျတော့ဟလားခန္ဓာကိုမြင်ရတယ်ယုံနာနေမြင်ရတယ်အဲယုံနာနေမစွန့်မဲနေနိုင်ရအဲ့ဒါဆိုရင်ဘုစိတ်နဲ့နေတာပဲအဲ့ဒီအမှတ်တရားသမားဒေသမျိုးလောက်ရနောက်ကိလေသာတဏှာတွေမြင်တယ်လောဘဒေသမောဟတွေမြင်တယ်အဲ့ဒါတွေမစွန့်မဲနေနိုင်ရအဲ့လိုမလားအဲ့လိုနေနိုင်ပြီဆိုလို့ရှိရင်အဲ့ဒါတွေကခုနပြောသလိုပဲအဲ့ဒါတွေကစိတ်စီရမယ်သိခါသွားနေကြည့်ဆရာပြောလို့နေလို့ရမလားမရဘူးအဲ့ဒါအဲ့ဒါနေလို့မရနိုင်ဘာလို့မရနိုင်လဲဆိုတော့ကျွန်တော်တို့မနှောအိမ်ကဟာလားအာဟာရ၃ပါးရှိတယ်မနှောစားသုံးတဲ့အာဟာရ၃ပါးဟာလားအပရိကာရအာဟာရဆိုတော့ဒါပဇက်ကစားတဲ့အစာအာဟာရတွေပေါ့ဒါတွေရဟန်းလည်းစားဘုရားလည်းစားတော့ကျွန်တော်လည်းစားတာပဲဒါပဲပြန်လိုက်ဟုတ်လားမနှောသစ္စာအာဟာရဆိုတာမနှောစားသုံးတဲ့အာဟာရ၃ခုရှိတယ်ဝိညာဏအာဟာရရဲ့ပန္တအာဟာရရဲ့သေနာအာဟာရရဲ့၃ခုရှိတယ်အဲ့ဝိညာဏအာဟာရဆိုတာအိမ်ပြန်ရင်ကိုသားလေးတွေ့ဟာသားလေးပဲတွေ့ရင်ဘယ်သွားတော့မေးတယ်မေးဘူးလားသားဆိုတဲ့စိတ်လေးကိုအရှိထားပြီးခံစားဟုတ်တယ်မလားမရှိသွားခေါ်ဆိုတာဖတ်တာလားဟုတ်တယ်မလားစေတနာအားလားဆိုတာဘဝတစ်ခုလုံးကသူတို့ချစ်ခင်နေတဲ့နဲ့ပဲဘဝတစ်ခုဆုံးသက်သွားတာမလားအဲချစ်ခင်နေတဲ့သူကပဲပုဂ္ဂိုလ်တော်ကအရှိထားပြီးတော့အဲချစ်ခင်နေတဲ့မှုကပဲအဝေဖိတိအောင်ပို့တယ်ဟုတ်တယ်မလားအဲ့ဒါတွေကကျွန်တော်တို့ကဒီတန်တရားတစ်ခုတည်းခံစားခဲ့တာမဟုတ်ဘူးဟုတ်ပါအနာဂတ်တန်တရားကလည်းအဲ့လိုပဲတာရသမီးတွေနဲ့ဟလာဒီရတာကိုခံစားခဲ့တယ်အကယ်၍သစ္စာမသိဘူးဆိုရင်လည်းနောက်ထပ်မနှောအဲ့ဒီအာဟာရကြီးစားသုံးနေပဲတန်တရားခီးချောင်းဖျက်အောင်မှာဟုတ်အဲ့ဒါကြီးကဘယ်လောက်ထိနိုင်မဲလဲလို့မေးတဲ့အခါကျတော့ဟလာတက္ကရာတိမပြုတ်ဖဲနဲ့ကျွန်တော်တို့ကအာယုံမှာပေါ်တဲ့ဒီဝေဒနာတွေကိုအရှိထားပြီးတော့ခံစားခဲ့ကြတယ်မကောင်းတဲ့ဝေဒနာကြဘာလို့ပဲပဲတယ်ကောင်းတဲ့ဝေဒနာကြတော့အရှိထားပြီးတော့ခံစားတယ်အဲ့လိုနဲ့ကျွန်တော်တို့တန်တရားခီးကိုမရမနာသွားနေတယ်ဒါကြောင့်မလို့ပိဿသမုပ္ပါဒ်ထဲမှာမဟုတ်ဆရာကြီးပြတယ်တရားခံဖြစ်ပါအောင်ပြတယ်တော့ဝေဒနာကိုပြဝေဒနာပြစ်စရာတဏှာဝေဒနာနိရောဓတဏှာနိရောဓနိဗ္ဗာန်နှစ်ကြောင်းနဲ့ပဲကျွန်တော်တို့ဝေဒနာရှိထားပြီးတော့ဟလာအခုကျွန်တော်တို့ဒီတိုင်းနေကြတာဘာမှမဟုတ်ဘူးလို့အဲဝေဒနာရပ်ပြီးတော့အခုအမှန်တည်းတမန်လေးကနေပါလို့ပြောတဲ့ခါကျတော့လူမနေနိုင်တော့ဟုတ်လားဘာလို့တော့မနှောကအဲဝေဒနာအဖြစ်ထားပြီးတော့ခံစားတဲ့အလေးထားနေပဲကျွန်တော်တို့ဟုတ်လားဒီနေ့အဲ့တန်ခီးတယ်လက်ရှိပြီးဖြတ်တန်းလာအဲ့တော့ဒါမှမဟုတ်ကျွန်တော်တို့ဟာဒီအလောက်ကထင်သလောက်တော့မလွယ်ဘူးဒါပေမဲ့ဥတ္တပရိသရှိတဲ့အတွက်အဲ့ဒီခက်ခဲကိုလည်းပြောပြတယ်ကျွန်တော်တို့ကဘူးမှပြောပြမှလို့မရှိဘူးကျွန်တော်တို့ရန်တန်မှန်တန်လောက်ကြဟာလောက်ကြရဲနဲ့ဟာကျွန်တော်ဒီညနေရလာတော့မှဒါတက်တာလွယ်ကူအောင်ကျွန်တော်တို့ပြန်ပြောပြတော့အမှန်တမန်လေးတော့တောင်းရင်ဟာဒီတရားနာပြီးလို့ရှိရင်တော့ဟာဝိပဿနာဉာဏ်မဲ့ဉာဏ်ဘုံဉာဏ်သုံးခုရှိတယ်ဗဉာဏ်နဲ့နေခြင်းတော့ဖြစ်နိုင်ရင်တော့ဘုံဉာဏ်နဲ့နေခြင်းရပြီဟာဒီဉာဏ်ရပြီမဲ့သွားနေတဲ့အခါကျတော့သိမပြေတော့နေလို့မရတော့ဟုတ်တယ်မလားအနေလို့မရတော့အပိမဲ့လူလည်းမရှိမှတ်တိုင်ပြောပြမဲ့လူလည်းမရှိဆိုတော့ကိုယ့်အကိုဟုတ်လုံးလို့ပေါ့နော်တချို့ဆိုရင်နောက်ကိုပြန်လှုပ်သွားဟုတ်တယ်
အခုကျတော့ကျွန်တော်အပါဒီမှာကိုရိုနာပါ expert ဖြစ်သွားပြီအဲ့တော့ဆရာအမှန်တမ်းသိကောင်းတာပဲဆရာဘာလို့လဲဆိုတော့အမှန်တမ်းလောက်တယ်နဲ့တန်းအိပ်ပြောတော့ဒါဒီလိုပဲဒုက္ခကံကြီးလောက်ခဲ့ကြတာပဲအဲ့လိုမလုပ်ဘဲနဲ့မရအောင်လောက်တဲ့ကံမှာလည်းမနှောကဘာလို့ဖြစ်လဲအဲ့ဝေဒနာမရှိတာကြီးမနေချင်းသူရပ်ပလိုက်တာဟုတ်လားတောင်းလို့ယောဂဖြစ်တဲ့လူတွေစိတ်ဝေဒနာရှင်တွေပါတွေအိတ်မပြောဘူးဆိုရင်ဒီတရားကနာခံဒီတရားကမှခံတယ်အိတ်ပြောသွားပြီအဲ့တော့အာယုံမှာပေါ်တဲ့ဟလာယုံနာတရားတွေဝေဒနာတရားတွေစိတ်စိတ်တရားတွေဟလာအဲ့တရားတွေကိုအရှိထားပြီးတော့စိတ်ကပဲနေတွင်နေရရင်တော့နေတယ်ဒီကြည့်ကျွန်တော်တို့ကြည့်နေတာပဲခါကြီးဟလာတချို့ဆိုညလုံးတော့ထိုင်ကြည့်လို့ရတယ်တရားထိုင်ကြည့်တော့15မိနစ်ဆိုမရတော့ဖောက်သွားအပါကွာတော့သူကဘာဝနာကိုတဲ့ကောင်းတယ်သူကတန်တရားလုံးဒီဝိညာဉ်အရှိထားပြီးတော့ကျွန်တော်တို့တန်တရားခီးချမ်းကိုဖြတ်တန်းလာခဲ့တာအဲ့တော့သူနဲ့က match ပဲလောက်နေပြီမြည်လို့ရတယ်ဟုတ်တယ်ကျွန်တော်ဒီဘက်ကဝိညာဉ်မရှိတာနဲ့အခုနေပါဆို15မိနစ်နေရင်ကိုတခါလေကြောပေါ့တယ်ဟုတ်တယ်မလားအဲ့ဒီအခက်ခဲတွေကတော့ဒီလမ်းကြောင်းကရှောက်မဲ့ပုံကိုယ်တွေပဲရင်ဆိုင်ရမယ်ရင်ဆိုင်ရတော့အဲ့ဒါကိုကျွန်တော်တို့မနှုတ်အလိုလိုက်မလားမနှုတ်အလိုလိုက်ရင်အဲ့ဒါသူကဝိညာဉ်ရက်တန်နဲ့15မိနစ်လောက်နေပြီးရင်ဆိုတွတ်ချလိုက်တာတွတ်ချဝိညာဉ်နဲ့ပြန်နေတော့တယ်အဲ့တော့ဝိညာဉ်နဲ့နေဝိညာဉ်ပြည့်တဲ့ကဏ္ဍဆိုတန်တရားထဲမှာကြားမှာဟုတ်တယ်တောင်းလို့ဝိညာဉ်ရက်ပြီးတော့နေတဲ့အလေးကြီးကိုလောက်အောင်တောင်းလို့ကျွန်တော်ပြောတဲ့ဒီဘက်ကတော့ရဲရင်ပြောတာရုပ်တဲ့ကြားတဲ့လူကတော့ညံမဖြစ်ရင်မကြိုက်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကတော့ရဲရင်တယ်ဆိုတာကိုယ်တိုင်လည်းခိုင်ခန့်ကသိတယ်သိပြီးတော့မှတရားတပါးသူလည်းပဲခိုင်ခန့်ကပြန်ပြောပြတယ်ဟုတ်ပြီနော်တောင်းလို့ရဲရသည်ရဲရမှာလေကိမလာပြီးစားပြီးကိုရဲရသည်ရဆိုရဲရဆိုတာအာယုံမှာပေါ်တဲ့အဲ့ဒါဒုက္ခဝေဒနာတွေလှည့်ကြပေါ်တခုတည်းတော့မလာဘူးဒါတော့မတော့ကကျဉ်းနေတဲ့အခါရှိတယ်မကျဉ်းနေတဲ့အခါရှိတယ်ကျဉ်းတာလည်းမဟုတ်မကျဉ်းတာလည်းမဟုတ်အဲ့ဒီအခါရှိတယ်တွေ့ဝဲတဲ့အခါတွေရှိတယ်ကဲနိုးတဲ့အခါမှာဟောကဲကျဉ်းတာနဲ့မကျဉ်းတာဘယ်နဲ့နေတာများအဲ့တော့ကျဉ်းတာနဲပါတယ်ဟုတ်တယ်နော်ဘာသာပြီးစင်းရဲမှုတွေကိုပဲကျင်းဖန်များစွာကျွန်တော်တို့အာယုံတွေကဖန်တီးပြီးနေဘာမှရှိရတကယ်ဟုတ်တာလည်းမဟုတ်ဘူးတကယ်ဟုတ်တာမဟုတ်ပေမဲ့အဲ့မနှောကအဲ့ဒီအာယုံဆိုတဲ့ဟာလားစက်ကွန်းနဲ့ရနေကျွန်တော်တို့လွတ်အောင်မယုံနိုင်ကြဘူးအာယုံလို့သိတာတောင်မှနော်မသိတဲ့ပုံကိုများဖို့ဆိုတော့ကျွန်းတော်သိတာတောင်မှအဲ့ဒီအာယုံစက်ကွန်းနဲ့ရမလွတ်ဘူးအဲ့လိုလားအော်လို့ပေါ့ငွေကြောက်တဲ့လူဆိုရလားပလတ်စတစ်မူလေးနဲ့ပြစ်လိုက်ပထမတစ်ခါပြစ်လိုက်တော့အော်တာနောက်တစ်ခါပြစ်လိုက်အော်တော့မဟုတ်ဘူးဒါပေမဲ့မကြောက်ဘူးလားကြောက်သေးတာပလတ်စတစ်မွေမှန်းသိတာတောင်မှဘာလို့ဆိုတော့ तू ကခြောက်နေကြတယ်ဟုတ်တယ်မလားဒါကြောင့်မလို့ဟလာဒီအာယုံဆိုရဲအာယုံစက်ကွန်းလေးကနေလုံးဝရှင်းရှင်းလင်းလင်းကြီးလုပ်ဖို့ဆိုတော့ကျွန်တော်တို့အဲ့ဒါကြောင့်ပညာတစ်ခုနဲ့မရတော့အဲ့ဒါကြဘာလို့လဲဆိုတော့အပမဒေနာအမဒေတာလို့ပါလေဒါအောင်လို့အမရတသမารိတွေကျွန်တော်အများအားတိုက်တွန်းတယ်ဟလာဒီဖိုးညာဖိုးသမารိတိဟလာဒီဖိုးညာကြီးကိုရတာတောင်မှဒီအမရတသမารိတွေမရှိတဲ့ပုဂ္ဂိုလ်ဟာဒီအာယုံတွေကပေးတဲ့ကြောက်ချင်းလန့်ခြင်းတွေထိတ်လန့်ခြင်းတုံလို့ခြင်းတွေဝမ်းနဲ့ဝမ်းသာခြင်းတွေသူအရေးလို့သိရတာမှမလွတ်သေးဘူးနော်ဒါကြောင့်မလို့ဟလာရဟန္တာများကြာရင်တော့အဲ့ဒါတွေတော်တော်များများကျွန်တော်တို့လည်းပို့ပြီးတော့အရှင်ကုန်တွေတည်သွားတာဟုတ်တည်သွားတဲ့အခါကျတော့ဟလာသူကဘာကြောင့်ကျွန်တော်တို့လည်းတာလဲဆိုတော့သူကအကျိုးမဲ့ဖို့ကြားတဲ့အထိအပမတွေသံဃာတွေကလောက်ကြတယ်ကျွန်တော်တို့ကတော့ဓမ္မတာဝန်ယူတဲ့နေရာနေတော့မှပြုတောင်းဝင်အောင်ဆင့်လောက်ရတယ်ဟလာဒါမှကျောက်ဆရာဘုရားကြီးတို့ပြောတာပဲဟလာငါရင်တော့ကွာတဲ့ဈေးကျိုးတဲ့သွားလို့ရှိရင်သူ့ဘေးကတန်ခါ၄ပါးလောက်ပါဟိုရွှေဆိုင်တန်းရောက်လို့ရှိရင်ငါဒီရွှေရင်းငွေငါလူချင်းတဲ့စိတ်ဖြစ်တယ်တရားရတာကောင်းမှုတဲ့အဲ့လိုပဲတရားရတာမကောင်းဘူးတဲ့အရင်တော့ကဒီຢာတွေမြင်လို့ရှိရင်လူချင်းလေးဖြစ်တယ်အခုကလျှောက်လာတာကွာအဲ့ဒါကြီးမလူချင်းတော့ဘူးဘာကွာသွားလဲဆိုတော့ဟလာဘာဝတွေကွာသွားတယ်တတ္တိတွေကွာသွားတယ်အဲ့ဒါဘာကြောင့်ကွာရှားသွားတာလဲပြီးတော့အပမဒေနာတမ္မာဒိကဘာကြောင့်ကောင်းလို့ဘုရားရှင်လည်းမှာခဲ့တယ်ပြိဋိဘဏတုံမှာခေယဓမ္မဝေယဓမ္မဝိရာဂဓမ္မနိရောဓဓမ္မအပမဒေနာ
မှန်တွေ့တာမမေးမလို့မပေါ့သွားတော့ဒီပြင်ဟလာကိလေသာတွေရဲ့ကိုယ်ရာချုပ်ရာငြိမ်းရာလွတ်ရပေါ်မှာမမေးမလို့တော့ဒီပြင်နေကြပါကျွန်တော်တို့ကကိလေသာစွန့်တဲ့အလုံးနဲ့နေတာတော့မဟုတ်ကိလေသာကိုအစဉ်ငြိမ်းတယ်လို့သိပြီးတော့ငြိမ်းတဲ့အတိုင်းနေနိုင်သွားကြတယ်အဲ့တော့ဒီနေ့ပြောရင်လည်းဖလားတော်ဘာလို့ပြောတာပေါ့ဖလားတော်ဘာဆိုတော့ဟောရဟန္တာတွေမှာခံစားဒီလိုမတွေ့ပါနဲ့ဖလားဆိုတာအကျိုးတရားသမာဘဆိုတာခံစားတာကဲအကျိုးတရားတွေကရဟန္တာမှာကိလေသာတွေကုန်တာချုပ်တဲ့ငြိမ်းတာလားကျွန်တော်တို့မငြိမ်းဘူးလားဟုတ်လားကျွန်တော်လည်းကိလေသာအာယုံဖြစ်တဲ့အရေးအတွက်အရေးနိတ္တနာဇီဝနာပုဂ္ဂလအလုံးဟောနေကြတာပဲနာဇီဝဆိုတာအဲ့ဒီအရေးထဲမှာအသက်ပါလားပါမပိုင်ကိလေသာအရှင်လားသေးလားခဏသေးလားဆင်းသေးလားရင်တော့မသိဘူးလေအခုသိသွားတယ်ဆင်းသေးကိလေသာပြီးတော့လောင်နေလားငြိမ်းနေလားငြိမ်းနေတယ်အဲ့တော့လက်သားတာတော့ဝိညာဉ်သီးနဲ့ပညာသီးကတဲ့သားထားမှာပဲဒါကြောင့်မလို့ဒီပိဝိရပညာရဲ့ဒီပညာသာသနာရဲ့ပြုဝဲချက်ကပါလဲဆိုတော့ဟလာကျွန်တော်တို့အများကျွန်တော်တို့ရဲ့အသိဉာဏ်တွေဖြည့်ဆည်းနေတာကျွန်တော်တို့ရဲ့ဝိညာဉ်သီးမနောသီးကဖြည့်ဆည်းခံနေရတယ်ပညာသီးခိုင်ခံဖို့အတွက်ကျွန်တော်ဓမ္မတာကိစ္စကြီးလုပ်ရမယ်တရားတွေနားထောင်အောင်ပဲအခုလိုမေးဖို့နေမေးရမယ်အဲ့ခါကျတော့ तू ကဖြည့်ဆည်းလို့မရတော့ဒါကျွန်တော်ပြောရမိသားတဏ္ဍတစ်ခုကြည့်လိုက်ရင်ဟိုအဝေးမှာမကျင်းဘူးလားကျင်းတယ်ညာနဲ့ကြည့်ပဲလားကျင်းတယ်အဲ့မကျင်းဘူးဒါပေမဲ့မကျင်းဘူးလို့ပညာဖြစ်ပေမဲ့ကြည်တိုင်းပါတွေ့ရကျင်းတာပဲတွေ့ရတယ်ဒါပေမဲ့ညာကခိုင်သွားပြီဆိုရင်ကျင်းတာတွေ့လဲကျွန်တော်တို့ကလူဆိုင်တယ်လူသေးတယ်မလိုတော့ဘူးအခုဟာလားအများအားလောကရန်လာပြီဆိုရင်ဘာဖြစ်လဲမနှောရင်ပူလောင်လာဟုတ်ပါဘူးပူလောင်တယ်လို့ဝိညာဉ်ကြီးကပြောပြီခံလဲခံစားနေပြီပူလောင်တာမှန်လားငြိမ်းတာမှန်လားငြိမ်းတယ်ဘာလို့ပူလောင်တာတခြားလားအာယုံလားရှိရတရားလားမရှိရတရားလားအဲ့တော့အဲ့မှာပညာသီးနဲ့ဝိညာဉ်သီးကတော့အများအားနေရာတိုင်းမှာအပြည့်အဲ့ကျမှကိုယ့်ရဲ့ပညာသီးကခိုင်ကပ်နေမယ်ဆိုရင်ဝိညာဉ်သီးတွေကဖြတ်ပြီးလို့မရတော့ဘူးဆိုရင်အဲ့ဒါကိုပရိဝေဒပညာလို့ခေါ်တယ်ဝိညာဉ်သီးကအမှားသီးတွေကျွန်တော်တို့ message ပေးတိုင်းမှာကျွန်တော်တို့ကအမှန်သီးပညာသီးနဲ့ဟလာဆုံးဖြတ်ချက်ခိုင်ကပ်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ခဲ့မယ်ဆိုရင်ဝိညာဉ်သီးတွေကကျွန်တော်တို့မလဲသားနိုင်တော့အဲ့တော့ပဲဓမ္မစကြာမှာဘုရားရှင်အာမခံထားတယ်စိတဝိမု ക്തി ယာကိလေသာမှလွတ်သောစိတ်ကိုအကုပ္ပမေဝိမု ക്തി ယာအာယုန်တဏမာနဒိဋ္ဌိဆိုတဲ့ပပင်စရာတရားသုံးပါးတို့ကိုဖြည့်ဆည်းမရတော့ပြီအယံအတ္တိမဇာတိဒီဇာတိဒီနောက်ဆုံးဇာတိနတ္ထပုဏ္ဏဘဝန္တိနောက်တဲ့ဘဝစဉ်မရှိတော့ပါဘူးအကိလေသာတွေကကိလေသာလွတ်တဲ့အသိဉာဏ်ပေါ့ကိလေသာအစဉ်မရှိပါလို့သိတဲ့ဉာဏ်ပေါ့အဲ့ဉာဏ်ကြီးကိုကိလေသာတွေကလှည့်စားလို့မရတော့ဘူးကိလေသာကဘယ်လိုလာလဲပူတယ်ဆိုတော့ရှိလို့ပေါ့ဒါမင်းမပူလို့ဘယ်သူပူတာလဲဟုတ်တယ်မလားဒီကိလေသာတွေမင်းဒါအာထုတ်မှကုန်မှာပေါ့အမထုတ်ဘဲနဲ့ဘယ်လိုကုန်မှာလဲအဲ့ဒါဆိုရင်ကျွန်တော်မရှိပါဘူးဆိုကျွန်တော်အသိဉာဏ်ကဂျိုင်နဲ့သွားเสียအကြောင်းရှိသေးလားမရှိတော့ဘူးလားအဲ့ဒါကိုကိုယ့်အကိုအသိဆုံးပဲရှိသေးတယ်ဆိုရင်တော့ပြတ်ဝင်နေဘူးမရှိတော့ဘူးဆိုရင်တော့ဘယ်သူမှသွားပြီးတော့အာမခံပါနဲ့ဘယ်သူမှသွားပြီးတော့လည်းမတောင်းနဲ့အဲ့နောက်ဆုံးဓာတ်ဒီနောက်ဆုံးသွားအဲ့လာတော့သူကိလေသာတစ်ခုတည်းမလာဘူးဟုတ်လားကိလေသာရောစင်းရဲတွေရောလာမှာပြောပြီးတော့ဟုတ်လားဒီကံဤဆိုပို့ဆိုးတာဟုတ်လားဒီမင်းသိမယ်လို့လည်းပြောတယ်အာသီတော့မယ်ဆိုလည်းသူကပြောတယ်အသေးသာရှိတာပေါ့ဟုတ်တယ်မလားအဲ့ဒါဆိုရင်တော့သိချင်းတရားနဲ့ငါနဲ့ပေါင်းနေပြီသိချင်းတရားလည်းရှိနေပြီဆိုရင်အတူနိရောဓနဲ့မက်ကမမြင်တော့ဘူးဆိုရင်အဲ့ဘောနောက်ထပ်ဩနာတိမလွဲမသွေရအောင်မဲ့ပုဂ္ဂိုလ်ဟုတ်မလားသိချင်းတရားပုဂ္ဂိုလ်တော်ဟုတ်လားဟုတ်ဘူးအဲ့ဒါသိဖို့တော်ခက်တယ်ပြတာဟုတ်ငါသိတယ်လို့တော့မနှောကပြောမှာဒါပေမဲ့ညာကသိတာငါမဟုတ်ဘူးလို့သိဖို့လိုရင်းချင်မှာပါတယ်သိတဲ့တရားရှိတယ်ဆိုရင်တရားပေါက်နောက်တဲ့သိချင်းတရားတွေစုံစည်းအောင်အနာတသိချင်းတွေစုံစည်းအောင်သိချင်းတရားအစင်မရှိတဲ့တရားတစ်ခုကဆိုရင်အတိအဲ့နာနောက်ဆုံးနဲ့အဲ့အတိရရသူ့ရဲ့ဒီပညာသီးနဲ့ဒီဝိညာဉ်သီးနှစ်ခုရဲ့ဟလာဒီဝိညာဉ်သီးရဲ့တဲ့သားမှုပေါ့ဒီပညာသီးရဲ့သုံးဖြတ်နိုင်တဲ့စွမ်းမခံနိုင်ရင်တော့ခံစားမဲ့ဒုက္ခကြီးခိုင်ခံသွားပြီဆိုတော့အဲ့နာမှာလည်းညရက်ပေးရအဲ့တော့ဒါကြောင့်မလို့တရားနာတော့တဲ့အခါမှာဟလာကျွန်တော်တို့ဒီဥစ္စာတွေကိုသိချဉာဏ်ဖြစ်အောင်နားထောင်အောင်မယ်နားထောင်လို့အဲ့ဉာဏ်ကိုယ်ပဲဖြစ်သွားပြီဆိုရင်ရရှိမဲ့အခွင့်အရေးတွေကအနာတဆင်းရဲတွေအကုန်လုံးရဆိုင်သွားမနောကအရင်ဆုံးဘယ်သူကလာလဲဆိုဉာဏ်ကနောက်မှလာတာမနောကအရင်ဆုံးလာဟုတ်တယ်မလား
မတော်ကလာပြီးဟောတဲ့တရားကိုဖတ်သူ့နောက်ပါသွားရင်တော့အဲ့ဒါဘုရားလည်းအာမခံတယ်မပေးနိုင်ဒါသူကပြောတာရှင်းတယ်ဟလာကိလေသာမှလွတ်တဲ့စိတ်ကိလေသာမှလွတ်တဲ့စိတ်ကိုတဏမာနဒိဋ္ဌိဆိုတာတရားမဟုတ်ဥပါဒနာခန္ဓာတရားတွေအဲ့တရားတွေကတဲ့သားပြီးဖြည့်ဆည်းလို့မရတော့ဘူးဆိုရင်ရသေးရင်တော့သူအာမခံတော့မခံဘူးဖြည့်ဆည်းလို့မရတော့ဘူးဆိုရင်အရာအနိမဇာတိဤဇာတိဟာနောက်ဆုံးဇာတိဓာတိပုဏ္ဏပွင့်ဒီနောက်တော့ဘဝစဉ်မရှိတော့ပါဘူး။တော့လောဘဒေါသမောဟတွေဖြစ်မယ်ရှိတယ်ဆိုຢာကမရှိဘူးဆိုဝိရာကပယ်ရင်တွေ့ຢာကမပယ်ဘဲမတွေ့ဘဲနေနိုင်ဝိရာကသူငါဆိုရင်ຢာကသူငါမဟုတ်ဘူးဆိုတော့ဝိရာကအဲ့ကိလေသာလွတ်တဲ့အသိဉာဏ်ကြီးကိုဟလာအာယုံမှာပေါ်လာတဲ့လောဘဒေါသမောဟတွေကမင်းပူတာမဟုတ်ဘူးလားလို့မေးလို့ဒါသူငါမဟုတ်ပါဘူးလို့ပြင်နိုင်ခဲ့ရင်ချက်စီလို့မရတော့ဒါမင်းပူလောင်တာရှိလို့ပေါ့မရှိလို့ပူတာပေါ့မရှိဘဲနဲ့ပဲပူရမလို့မနှောကပြောတယ်အဲ့လိုပြောတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကတကယ်များရှိလေသလားမသိဘူးဆိုတော့အဲ့ဒါဆိုတော့နောက်ဆုံးဇာတိကိုတာဝန်ခံလို့မရဘူးပူရာကြီးကအာယုံကြီးပါတကယ်မရှိတဲ့တရားပါလို့ဆုံးဖြတ်နိုင်မယ်ဆိုရင်တော့ဒါဝိရာကဖြစ်ပြီးလွတ်ပြီးဖြည့်ဆည်းလို့မရတော့အဲ့တော့မင်းဒါပူရာတွေမပယ်ဘဲနဲ့ဘယ်လိုငြိမ်းပါလဲမပယ်မှငြိမ်းမှာပေါ့မင်းအာထုံမှငြိမ်းမှာပေါ့အဲ့လိုပြောလို့ကျွန်တော်တို့ကဒါအာထုံမဲ့ဆိုရင်သူကဘာလုပ်အောင်လဲအာထုံမဲ့ဆိုရင်အရှိထားပဲရအောင်ပြည့်တာအရှိထားရင်အဝိဇ္ဇာရှိသန္တာရှိဒုက္ခရောရှိမလွတ်တော့ဒါမလို့အဲ့ပူလောင်ခြင်းဟာသူကဘလောက်ပဲပယ်ခိုင်းတွေ့ခိုင်းနေပေမဲ့ပယ်စရာတွေ့စရာမရှိပါဘူးလို့ကျွန်တော်ဆုံးဖြတ်နိုင်မှာဆိုလို့ရှိရင်အဲ့ပုဂ္ဂိုလ်ဟာဟလာနောက်ဆုံးဇာတိနောက်ဆုံးဘဝနဲ့ကျွမ်းဝင်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကများသောအားဖြင့်တော့ပေါ့နော်များသောအားဖြင့်တော့ကျွန်တော်တို့လုံအားဖို့မိခိုးတယ်ဘုရားရှင်ပေးတာတော့ပညာကိုပေးတယ်အဓိကတော့ပညာပဲကျွန်တော်တို့ရဲ့အတိမှာဟလာအတိတွေအားလုံးကိုရက်တတ်နိုင်တဲ့ဟလာပညာအနာတွေအားလုံးဩနာတွေအားလုံးကိုရက်တတ်နိုင်တဲ့ပညာကိုဘုရားပေးတယ်အဲ့ဒီဉာဏ်တွေကဒီတကယ်လောကရန်နဲ့ဘုရားနာရှင်တည်ခြင်းတဲ့လောကရန်နဲ့ရင်ဆိုင်တဲ့အခါမှာဟလာပျက်စီးမှကြောက်လို့ခိုင်ကမှကြောက်လို့အဘရဲ့တမန်တွေကလှုပ်ခိုင်းတာဟုတ်တယ်အဲ့တော့အဲ့ဩနာတွေတကယ်ရင်ဆိုင်လာတဲ့အခါမှာကိုကအဲ့ဩနာတွေကအာယုံပဲဆိုရဲအတိမပြည့်စည်ဘူးဆိုရင်အဲ့ဩနာတွေကအစင်မရှိတဲ့တရားပါလို့သူ့ရဲ့အတိညာမပြည့်စည်ဘူးဆိုအဲ့ဩနာတွေကိုဘလောက်ပဲပယ်ခိုင်းတွေ့ခိုင်းနေမယ်ပယ်ရတွေ့ရမလို့ဘူးအဲ့ဩနာတွေပေါ်မှာသစ္စာလေးပါရှိရသိရဩနာတွေကိုရှိထားရင်သမုဒ္ဒရာသစ္စာစိတ်တွေတုံလုံးမှာပဲဆင်းရဲမှာပဲဆင်းရဲတာဒုက္ခသစ္စာဒါပေမဲ့တုံလုံးမှုတွေရောဩနာတွေရောအာယုန်တွေမရှိပါလို့သိရင်နိရောဓသစ္စာအဲ့ဒီမှာဖြစ်နေတဲ့တုံလုံးမှုတွေနာကျင်မှုတွေစိုးရိမ်မှုတွေကစင်ကြယ်ပါလို့သိရင်အဲ့ဒါမဂ္ဂသစ္စာအဲ့လိုသစ္စာလေးပါလို့သိမယ်ဆိုရင်အဲ့ဒီသူ့ရဲ့နောက်တစ်ပံကျိန်ဆံများစွာမရင်မတွက်နိုင်အောင်ခံစားရမယ်ဩနာတိဒုက္ခပေါင်းကိုအဲ့ဒီတနေရာထဲမှာပဲအပိတိုင်ရက်ဆိုင်ဖြစ်နေအဲကြောင့်မလို့ဟလာနောက်ဆုံးဇာတိနောက်ဆုံးဘဝနဲ့ကျွမ်းဝတ်မှာလေလို့ဘုရားရှင်ကအမခံပြီးဟောကြားခဲ့တာအဲ့တော့အပရိယသမารရဲ့လှုပ်ဖို့ဆိုရင်လုံလောက်တဲ့အသိဉာဏ်ကျွန်တော်ရှိရတယ်ကိုကဝိပဿနာဉာဏ်နဲ့ပဲသွားမလားဝိပဿနာဉာဏ်လောက်ကတော့နိုင်ပါလေမသွားတော့ဘူးဟလာကျွန်တော်ဘုံညာတိမြင်ပြီးလို့မဉာဏ်နဲ့သွားမယ်ဆိုရင်လည်းမဉာဏ်နဲ့ဟလာ5လတန်ဒီပေါ့6လတန်ဘုရားမျိုးဘာဝတ္တပိုင်လောက်အောင်ဒါကဘုံညာဆိုလို့ချင်းလည်းဘုံညာတက်မယ်ဆိုရင်ဒီဘုံညာနဲ့9မိနစ်10မိနစ်ပဲလုံနိုင်အဲ့ဒါကိုကြိုးစားတဲ့အပရိယသမารတွေလောက်အောင်အဲ့လိုလုပ်ပြီးတော့မှဉာဏ်ကြီးမြင်မှလာလို့ရှိရင်အရိယာတို့နေတဲ့အတိုင်းကျွန်တော်တို့ဒီတိုင်းခံစားဖို့နေရနိုင်တယ်ရလာနိုင်ပါတယ်ဟုတ်ပါတယ်နော်အဲ့တော့ကိလေသာမြင်ရတယ်ကိလေသာမစွန့်မဲနေနိုင်ရင်ဘုသမာဓိဋ္ဌိပါနောက်ဥပါဒယုံနာတွေမြင်ရတယ်အဲ့ယုံနာတွေကိုမစွန့်မဲနေနိုင်ရင်ဘုသမာဓိဋ္ဌိပါနောက်ဆုံးနိဗ္ဗာန်မြင်ရတယ်နိဗ္ဗာန်ပေါ်မှာမျက်မှောက်ပြုပွားများကြမလို့ပဲနဲ့နေနိုင်ရင်ဘုသမာဓိဋ္ဌိဟုတ်တယ်မလားအဲ့တော့အာယုံမှာကိလေသာတွေသိနေတယ်ဒုက္ခတွေကုန်နေတယ်ချုပ်နေတယ်ငြိမ်းနေတယ်ပြီးတော့အရိယာတွေပြောတဲ့ငြိမ်းရသည်ငြိမ်းရမှန်လဲဆိုရဲအဲ့ဒါယူလည်းသိတယ်ငြိမ်းရသည်ငြိမ်းရမှန်လဲဆိုငြိမ်းရလည်းသိရမယ်ငြိမ်းရလည်းမှန်လဲပူရာမရှိတာငြိမ်းရစစ်အေးဒါကြောင့်မိတ်နေလို့မရဘူးအေးတဲ့ဓမ္မယတ္တတွေအခုဇံလေးရတဲ့အခါမှာဓမ္မယတ္တတွေတွေ့ရမှာပဲအဲဓမ္မယတ္တတွေမိတ်နေနိဗ္ဗာန်ကြီးနဲ့အဝေးကြီးဒါအေးဒါမရှိတာငြိမ်းရစစ်လို့သိရမပူမေးဆိုတော့ဥပ္ပခဝေနာတွေမရှိတာကိုငြိမ်းရစစ်လို့သိရဝေနာ3ပါးလုံးမရှိတာငြိမ်းရစစ်ကျွန်တော်တို့မနှောကဟလာဝေနာတစ်ခုခုအရှိထားပြီးတော့ပဲသူက action reaction ပေါ့တုံ့ပြန်တယ်ခံစားနေတယ်ချမ်းသာတဲ့ဝေနာဆိုအရှိထားပြီးခံစားနေပဲဆင်းရဲတဲ့ဝေနာဆိုအရှိထားပြီးတော့တုံ့ပြန်နေပဲဟုတ်တယ်
ဘက်ကဝေနာဆိုလို့ရှိရင်တော့သူတို့ဘာအဲ့ဝေနာနဲ့လည်းသူတို့နေလို့ရတယ်ဒီဝေနာနဲ့လည်းသူကနေနေကြဒါမနှောကတော့ပြဿနာမရှိဘူးဘုရားရှင်အရိယာတွေကတော့ဟလာအဲ့ဒီဝေနာ၃ပါးလုံးကိုမရှိဘူးလို့သိပြီးတော့မှဟလာအဲ့ဝေနာ၃ပါးလုံးကအာယုံမှာအစင်မရှိပါလို့သိရင်ရောငြိမ်းရလည်းသိပြီငြိမ်းရလည်းမှန်ပြီအဲ့တရားခဏရှိရလားထာဝရရှိရလားထာဝရရှိတာအဲ့ငြိမ်းရအစ်စ်ကိုမသိလို့ကျွန်တော်တန်ခါဇတ်မသိညာအဲ့ငြိမ်းရအစ်စ်ကိုသိပြီဆိုလို့ရှိရင်ဘုရားခံစားတဲ့ငြိမ်းရလည်းဒါပဲကျမတို့ခံစားတဲ့ငြိမ်းရလည်းဒါပဲအဲ့တော့ဘုရားမို့လို့ဆိုပြီးတော့ तू ကကျွန်တော်တို့ရဲ့ပို့ပြီးငြိမ်းခွင့်မရှိဘူးဘာလို့ဆိုတော့ဒိဗံချမ်းသာဆိုတာဝေနာမှမဟုတ်တာအဲ့နော်ဝေနာမရှိတဲ့ချမ်းသာကိုပဲဘုရားရှင်တဲ့ကွာအရိယာအလုံးကခံစားခဲ့ကြတာပေါ့နော်ဒါမှမဟုတ်ရဲရင်ဒီသာသနာမှာအမှန်နဲ့တမန်တွေကလုံမယ်ဆိုရင်ကိလေသာတွေကအစဉ်သေးတာသိရမယ်အစဉ်ကုန်တာသိရမယ်အစဉ်ချုပ်တာသိရမယ်အစဉ်ငြိမ်းတာသိရမယ်အစဉ်လွတ်တာသိရအဲ့လိုသိပြီးတော့အဲ့ပေါ်မှာငြိမ်းတဲ့အတိုင်းလွတ်တဲ့အတိုင်းချုပ်တဲ့အတိုင်းကုန်တဲ့အတိုင်းနေနိုင်ခဲ့မယ်ဆိုရင်အဲ့ဒါဘုရားရှင်တဲ့ကွာရဟန္တာအားလုံးပေါ့နော်ခံစားကြတဲ့အမှန်မှန်လေးတာတမန်လေးတာပဲနည်းပြပြောလဲပလသမပတ်ပဲဖြစ်ပါတယ်ပလဆိုတာအကျိုးတရားသမပတ်ဆိုတာခံစားတာတတ္တဝါတိုင်းမှာသိရှိနေတဲ့အကျိုးတရားအဲ့အကျိုးတရားတွေကျွန်တော်တို့အခုတပ္ပတိတာပြောပြီးတဲ့နားလည်သွားတယ်နားလည်ပြီးတော့အဲ့ဒီနားလည်တဲ့အတိုင်းဟလာခံစားနားလည်တဲ့အတိုင်းအဲ့ဒီဟိုစိတ်တွေနဲ့ဟိုတမာရီတွေနဲ့နေနိုင်မယ်ဆိုရင်ခန္ဓာမြင်ရတဲ့ခန္ဓာမစုံမနေနိုင်ရင်ပုံညာမယ်ကိလေသာတွေမြင်ရတဲ့ကိလေသာမစုံမနေနိုင်ရင်ပုံညာမယ်နိဗ္ဗာန်မြင်ရတဲ့နိဗ္ဗာန်အရှိထားပြီးပွားများပြီးမနေဘူးဆိုရင်အဲ့ဒါပုံညာမယ်နိဗ္ဗာန်တော့တခြားဒုက္ခငြိမ်းတာဒုက္ခငြိမ်းတာငြိမ်းတဲ့အတိုင်းနေရုံပဲငြိမ်းတာရဲ့အရှိထားပြီးပွားတဲ့လူကိုမလုပ်တော့ဟုတ်တယ်မလားအဲ့ဒါဆိုလို့ရှိရင်ဟလာကျွန်တော်တို့ဒီပညာသာသနာနေသွားတဲ့ဓမ္မစကြာသာသနာနေသွားတဲ့ဒါမှမဟုတ်ဘုရားပြောတာသူ့ရဲ့သုဝိနည်းပြည်မှာသာသနာ၃ရပ်စလုံးမှာအမြတ်ဆုံးမြတ်တာကဘုမုဒ္ဒိယတာဘုမုဒ္ဒိယတာဆိုတာတခြားလားပြုဝေကိစ္စကိုယ်ရလားပြုဝေကိစ္စကိုယ်ရဝေနာမဟုတ်ဘူးဉာဏ်ဖြင့်သာလည်းသိရတယ်ပြင်စင်ချမ်းသာလို့ခေါ်တယ်အလုတ်ကိုယ်ရလို့လည်းခေါ်တယ်ဟာလားအဲ့ဒီအလုတ်ကိုယ်ရဖြစ်တဲ့ဝေနာမဟုတ်တဲ့နိဗ္ဗာန်ချမ်းသာကိုသိမြင်ခြင်းကိုဖယ်ထားပြီးယတိတ္တဝါရဲ့နောက်ဆုံးဇာတိနောက်ဆုံးဘဝနဲ့ကျွတ်တောင်းဝင်ခွင့်သည်မရှိပါဘူးကျွန်တော်တို့ကြတော့ကျွတ်တောင်းဝင်ခွင့်ရမယ်အဲ့ဒါတွေကိုကျွန်တော်တို့အမှန်တသမဏိတာနဲ့နေလို့ရအဲ့လိုနေသွားမယ်ဆိုရင်ဟလာအလို၄ချက်သိမ့်သွားဘယ်လိုချင်တယ်လို့သိမ့်သွားသူကနေသိမ့်လားဘယ်လိုချင်တယ်သိမ့်အသိသေးဘူးဆိုရင်ဘယ်လိုအားထုတ်နေရောအားထုတ်နေသေးရင်မလွတ်သေးဘူးအဲ့ဒါမလွတ်လဲအပယ်မလွတ်သေးလို့အားထုတ်တာပေါ့လွတ်ရင်ပဲအားထုတ်တော့အဲ့တော့ဒါမှမလို့ဟလာအားထုတ်တာမားတယ်လို့ပြောတာမဟုတ်ဘူးအားထုတ်နေတယ်များလွတ်သေးတန်ត្រာရောက်အားထုတ်နေတယ်များတန်ត្រာမရက်သေးဘူးတန်ត្រာရက်တဲ့လူကအားထုတ်မှုပြီးဆုံးသွားပဲရက်နိဗ္ဗာန်ဝင်သေးလို့နိဗ္ဗာန်ဝင်ဖို့အားထုတ်နေတဲ့လူကအလိုမသိသေးဘူးနိဗ္ဗာန်ဝင်နေတဲ့အလိုမသိဘူးနိဗ္ဗာန်ဝင်သွားပြီလို့သိတဲ့ပုဂ္ဂိုလ်ကဝင်နေတဲ့အလိုသိသွားတယ်နောက်ဆုံးခက်တာနိဗ္ဗာန်ချမ်းသာခံစားခြင်းနဲ့အလိုသိအောင်အဲ့ဒါမသိသေးဘူးကျွန်တော်အမှန်တရားတမန်လေးတိုင်းနဲ့ဆန်းစစ်ရအောင်မယ်ဒါကိုယ်တိုင်ဉာဏ်နဲ့ဝိပဿနာလုပ်အောင်မယ်တကယ်တမ်းအလိုသိမလားဆိုတာကိုကျွန်တော်တို့ဒီကုန်းနေအများကြီးနဲ့ဖြတ်သန်းရအောင်ဟုတ်တကယ်တမ်းကျတော့နိဗ္ဗာန်ချမ်းသာလဲခဏခံစားရမယ်သင်ခံစားနေအာယုံမှာရှိတာကဲဒုက္ခရှိရလားဒုက္ခငြိမ်းတာရှိရခဏငြိမ်းတာလားအစဉ်ငြိမ်းတာလားငြိမ်းတာဒါပေမဲ့ကျွန်တော်မနှောကအဲ့ငြိမ်းတာရှိပါရဲ့နဲ့အဲ့လိုငြိမ်းဒုက္ခအစဉ်ကုန်တယ်ဆိုတာသိပါရဲ့နဲ့ကျွန်တော်မနှောကအဲ့ဒုက္ခကုန်တော့မခံစားဘူးအာယုံထဲမှာမရှိတဲ့ဝေဒနာအရှိလို့ပြီးတော့ပဲသူကခံစားဒါမှမဟုတ်ဒီမနှောရဲ့ habit ပေါ့မနှောရဲ့အလေးကျင့်ကိုဘုရားပြောင်းပြီဒါမှမဟုတ်ကျွန်တော်တို့ဒီဟာနိဗ္ဗာန်ချမ်းသာခံစားခြင်းနဲ့အလိုမသိဘူးဆိုတာကျွန်တော်တို့ habit တွေဘာတွေများနေလဲဆိုတော့ဝေဒနာတွေအရှိထားပြီးတော့တနေ့ကုန်ပဲကျွန်တော်တို့ဝေဒနာရှိထားတဲ့အချိန်နဲ့ပဲကျွန်တော်ဖြုံးပြီးပြလိုက်တယ်များတာပေါ့လေ။ဒါကြောင့်မလို့အဲ့ဒီ habit ကိုမနှောရဒီဝေဒနာအရှိထားပြီးတော့ခံစားခဲ့တာကအခုမှမဟုတ်ဘူး။နောက်ဆုံးသူကသစ္စာတရားအနေနဲ့ကိုဖြည့်ဆည်းလို့မရတော့ဘူး။ဒါသူနဲ့သစ္စာသွားဘုရားဖြစ်သွားလို့လေဒါကြီးကကျွန်တော်ထင်တာဘုရားတရားနာမှာတော့သူနဲ့ဒုက္ခမရှိအောင်လို့ထင်တာမဟုတ်ဘူး။ဒီသူနဲ့ဒုက္ခဖြစ်သေးတာပဲရဟန္တာလည်းဖြစ်တာပဲဘုရားလည်းဖြစ်တာ။သစ္စာလေးပါတုလို့ဆိုလို့မရဘူး။အဲ့တော့သူမနှောကတော့ရဟန္တာဖြစ်သွားတယ်သူ့အလုပ်ကတော့ရဟန္တာဖြစ်သွားတာတောင်မှဒီဝေဒနာအရှိထားပြီးခံစားတဲ့သမုဒ္ဒသစ္စာဒုက္ခသစ္စာအလုပ်ကသူလုပ်နေတာအဲ့တော့အဲ့ဒီပေါ်မှာအဲ့ဒီမနှောရဲ့အလေးထားကိုကျွန်တော်တို့က
သမုဒယသစ္စာနဲ့ဒုက္ခသစ္စာနေတဲ့မနှောရဲ့အလေးထားဒါကျွန်တော်တို့ကဒုက္ခချုပ်တာနဲ့နေတဲ့အလေးထားဖြစ်အောင်ဟုတ်လားအပမဒေနာတမန်တွေကလောက်ရတာပါလောက်ရလို့ကြီးကျက်သွားတဲ့အချိန်ခါမှာမနှောကလည်းဟုတ်လားအလဲအပြောင်းဖြစ်လာတယ်ဟုတ်လားဒါမှမဟုတ်ကျွန်တော်တို့အရိယာဥစ္စာ၈ပါးထဲမှာသူတော်ကောင်းဥစ္စာဟိရိယတ္တပဆိုတော့မကောင်းတာလောက်ရမှာစစ်စင်းကြောက်စင်းပါဘူးအရိယာဥစ္စာထဲမှာကျတော့ဟိရိယတ္တပပါတယ်ဆိုတော့ဥပနာခန္ဓာနဲ့နေရမှာစစ်စင်းကြောက်စင်းဥပနာခန္ဓာနဲ့မနေလို့တော့ဘူးဟုတ်လားဉာဏ်နာတွေကြာတော့ကျွန်တော်တို့ကတော့ဥပနာခန္ဓာမလာရင်မလို့ TV သွားဖွင့်တာဟုတ်တယ်မဟုတ်သူမလာပြင်းတယ်လေဟုတ်တော့သူတို့ကြတော့အဲ့လိုနေလို့တဲ့လေတာမရှိတော့အဲ့တော့တောင်းလို့သူတို့တပိတ်ဖုတ်စရာသင်္ကန်းချုပ်စရာမရှိတော့ဘူးဆိုရင်ဘုရားရှင်လက်တဲ့တုန်းကဆိုရင်ဟာလာဒီတောတောင်တွေလည်းကောင်းတာပေါ့နော်ပြောလဲဘုရားရှင်လက်တဲ့ဆိုဟာလာဒါတောင်မှကောင်းတယ်ဆိုတာတောင်မှတောင်ထဲသွားငွေကြိုက်သေးရန်နေရှိတာပဲတောင်းလို့ဘုရားဒါဒီခဏတုတ်တို့ဘာလို့ဘုရားရွတ်ပြရတောထဲသွားဆင်ရိုင်းတဲ့တို့ဟလာထပ်ပြေးတာရှိတာတော့တုတ်တန်နဲ့သင်္ကန်းနဲ့ဟိုပါတန်ဃာတော်တွေကိုဒါဒီဘေးတောထဲမှာနေတဲ့ဘေးရန်နေအန်ရကင်းအောင်ဆိုတော့ဒီ break တွေထုတ်ဆောင်ပေးဘာလို့ကြလဲတောထဲသွားပြီးတော့ဆိုတော့ဘာလို့တာမဟုတ်ဘူးလေဒီရရှိထားတဲ့ဒီနိဗ္ဗာန်ချမ်းသာကိုနိတ္တနဲ့ဆိုတာအဲ့ဒီချမ်းသာကိုခံစားရတာပဲအဲ့ဒါကြောင့်ကျွန်တော်တို့တွေကလည်းဟလာအများကြီးစူးစမ်းကြမလို့ပါဘူးအခုကပယ်လွတ်တဲ့အစဉ်ရောက်ပြီးသာသာရတဲ့အစဉ်ရောက်ပြီးနိဗ္ဗာန်မြင်တဲ့ဝင်တဲ့အစဉ်ရောက်ပြီးနိဗ္ဗာန်ချမ်းသာခံစားမယ်ဆိုရင်လည်းခံစားနိုင်တဲ့အစဉ်ရောက်ဒါပေမဲ့အလိုတော့သိအောင်မဟုတ်သေးဘူးဟုတ်တယ်မလားအဲ့ချက်ချင်းတော့မသိနိုင်သေးဘူးမသိနိုင်သေးဆိုတော့ဘာလုပ်အောင်လဲဆိုတော့ကိုကအမှန်တည်းသမဒေတာဆိုပဲဒီတစ်ခုလောက်အောင်လို့ကျွန်တော်တို့မနှောကဒီဥပနခန္ဓာတွေနဲ့ဟလာရှိထားပြီးတော့နေတာပူလောင်ပါတယ်လို့ဟလာနားလည်လာတဲ့အခါမနေလိုတဲ့အခါမှာဥပနခန္ဓာငြိမ်းရနဲ့ပေါ့နော်မိသားမြင်ငြိမ်းတာနေတဲ့လေ့ကျင့်တွေဖြစ်လာပါတယ်ဖြစ်လာလို့ရှိရင်ဟလာဒီအမှုဒအလောင်တတ်တွေလွတ်ငြိမ်းပြီးတော့ဟလာဒီဘုရားရိယတို့ခံစားတဲ့နိဗ္ဗာန်ချမ်းသာကိုတော့ကျွန်တော်ရဲရင်ပြောတာဘုရားခံစားတဲ့နိဗ္ဗာန်ချမ်းသာနဲ့ကျွန်တော်ကျမတို့ခံစားတဲ့နိဗ္ဗာန်ချမ်းသာနဲ့ထပ်တူထပ်မြတ်တူပါတယ်ဘယ်သူမှပြောရဲဘူးဘာကြောင့်တွေ့လို့ပြောတာလဲဘုရားခံစားလဲဝေနာမမဟုတ်ဘူးကျွန်တော်ခံစားတာဝေနာဟုတ်လားဟုတ်ဘူးလေနိဗ္ဗာန်ချမ်းသာဘုရားမလို့မပို့ဘူးကျွန်တော်တို့မလို့ရော့မသွားဘူးနိဗ္ဗာန်ချမ်းသာဆိုတာဝေနာမဟုတ်ဘူးပြိဝကိစ္စကုန်ရပဲဒါကြောင့်မလို့လာသူဘုရားရှင်ကသူ့ရဲ့သာသနာပေါ်မှာအပယ်လွတ်ခွင့်နေတန်ត្រာရက်ခွင့်နေနိဗ္ဗာန်မြင်ခွင့်ဝင်ခွင့်နေနိဗ္ဗာန်ချမ်းသာခံစားခွင့်တွေကိုသူနဲ့ထပ်တူပြုပြီးတော့သူ့သာသနာထားပေးခဲ့တယ်အဲ့ဒါကျွန်တော်တို့တွေကနောက်ကဟလာဒီသာသနာကိုတည်ဖို့ပြီးတော့မှဟလာထမ်းရွက်တဲ့ပုဂ္ဂိုလ်တွေကသတိပ္ပံသာသနာကိုပဲထမ်းထားကြတယ်ဓမ္မစကြာသာသနာကြီးရဲ့ရှိနေပါရဲ့နဲ့ဒါဓမ္မစကြာဒီသစ္စာသာသနာကိုမပြုနိုင်ခဲ့ကြဘူးကျွန်တော်တို့တွေကသိကြနေကြတယ်အခုတော့ကားလို့တော့ဘုမိုးရိကတဲ့ရပတ်ပြန်လဲလာပြီသစ္စာတရားဟောမဲ့လူတွေဆုံးပြီးပြီဉာဏ်တွေလည်းနားလဲပြီဆိုလို့ရှိရင်ဒီတရားတွေကဘယ်သူမှမနေနိုင်တဲ့ပြည့်စုံသွားနေတဲ့အကြောင်းတရားတွေဘုရားရှင်ကကြာသားမကြခဲ့တော့ထားခဲ့ပြီအဲ့လောက်ဆိုရမလားအားရပြီ